မေကွန်းတစ်ခုမေးလိုက်ရင်စာသားနဲ့ပဲပြန်ဖြေပေးတဲ့ရိုးရိုး AI ခိတ်ကကုံဆုံးသွားပါပြီအခုကကိုခိုင်းလိုက်တဲ့အလုပ်ကိုကိုစားလက်တွေ့ဝင်လုပ်ပေးမဲ့ Manus AI ဂိတ်ကိုရောက်လာခဲ့ပါပြီ။မကြသေးခင်ကမှထွက်ပေါ်ခဲ့တဲ့ DeepSeek ကိုမှတ်မိကြအောင်မယ်ထင်ပါတယ်။အခုဆိုရင်အဲ့ဒီ DeepSeek ကိုရောကျွန်တော်တို့အသုံးများနေတဲ့ ChatGPT ကိုပါလွှမ်းမိုးသွားမဲ့နောက်ထပ်နည်းပညာလိုင်းလုံးကြီးတစ်ခုထပ်ရောက်လာပြန်ပါပြီ။သူ့နာမည်က Manus AI လို့ခေါ်ပါတယ်။ဒီကောင်ကဘယ်လောက်ထိအလားအလာရှိလဲဆိုရင်အခု2026အစောပိုင်းမှာတင်မတာကဒေါ်လာဘီလီယံနဲ့ချီပြီးချက်ချင်းဝယ်ယူသွားခဲ့တဲ့အထိပါပဲ။နီးပညာ Empire ကြီးကတော့အလူအရက်ရင်းနှီးမြှုပ်နှံရတယ်ဆိုရင်ဒီ AI ဟာအနာဂတ်ကိုဘယ်လောက်ထိပြောင်းလဲပစ်နိုင်လဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်။ဒီဗီဒီယိုမှာတော့ Manus AI ဆိုတာတကယ်တမ်းဘာကြီးလဲ။သူ့ရဲ့လက်တွေ့အသုံးဝင်ဆုံးအချက်၅ချက်ကဘာတွေလဲ။ပြီးတော့ကျွန်တော်တို့လူသားတွေရဲ့အလုပ်အကင်တွေတကယ်ပဲချင်းကြောက်ခံနေရပြီလားဆိုတာတွေကိုရှင်းပြပေးသွားမှာပါ။ဒါအပြင်အကောင့်ဘယ်လိုဖွင့်မလဲကနေစပြီးကိုကွန်ပျူတာထဲမှာဘယ်လိုလက်တွေ့ခိုင်းစားမလဲဆိုတာကိုပါအစအဆုံးလုပ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Manus AI ဆိုတာဘာလဲဆိုတာကိုအရင်ရှင်းပြချင်ပါတယ်သူကတာမန် chatbot တစ်ခုမဟုတ်ပါဘူးအလုပ်တွေကိုတကယ်လှုပ်ဆောင်ပေးနိုင်တဲ့ Autonomous General AI Agent တစ်ခုဖြစ်ပါတယ်ChatGPT ကိုအကြံပေးအတိုင်ပင်ခံတယောက်လို့သတ်မှတ်ကြည့်ပါကိုကစာရိုက်မေးလိုက်တယ်သူကစာနဲ့ပြန်ဖြေတယ်ဒါပေမဲ့သူကလက်တွေ့အလုပ်ကိုဝင်မလုပ်ပေးပါဘူး Manus AI ကြတော့အဲ့လိုမဟုတ်တော့ပါဘူးသူ့ကို Action Engine လို့ခေါ်ပါတယ်ဆိုလိုတာကတင်းရဲ့ကိုယ်ပိုင်လက်ထောက်တယောက်လိုပါပဲသူကတင့်ကိုယ်စား browser ကိုကိုယ်တိုင်ဖွင့်မယ်ကုတ်တွေရေးပြီး run မယ်အချက်အလက်တွေရှာပြီး document တွေအပြီးသက်ဖန်တီးပေးတဲ့အထိလက်တွေ့အကောင့်ထဲပေါ်ပေးနိုင်တဲ့စွမ်းဆောင်ရည်ရှိပါတယ်အဲ့ဒီတော့ဒီ Manus AI ကဘယ်လောက်ထိလက်တွေ့အသုံးဝင်လဲဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်သာသွားအောင်အဓိကအချက်၅ချက်နဲ့ပြောပြပါမယ်ပထမချက်က Deep Research လို့ခေါ်တဲ့နှဆိုင်တဲ့သုတေသနလုပ်နိုင်စွမ်းပါကိုကပြိုင်ဘက်လုပ်ငန်းတွေအကြောင်းဒါမှမဟုတ် share ဈေးကွက်ကိုအသေးစိတ်လေ့လာခြင်းနဲ့ဆိုပါစို့သူကအင်တာနက်အနှံ့မှာရှိတဲ့အချက်အလက်ပေါင်းများစွာကိုစက္ကန့်ပိုင်းအတွင်းရှာဖွေပြီး report အနေနဲ့တည်တည်ကြကြထုတ်ပေးနိုင်ပါတယ်ဒုတိယအချက်ကတော့ web development ပါသူကကုတ်တွေရေးပေးအောင်နဲ့မကဘူးဥပမာငါအတွက်ကိုပိုင် portfolio website လေးတစ်ခုဒါမှမဟုတ်လုပ်ငန်းသုံး dashboard တစ်ခုလောက်ဖန်တီးပေးလို့ခိုင်းလိုက်ရင် website တစ်ခုလုံးကိုအစအဆုံးမိနစ်ပိုင်းအတွင်းတိစောက်ပေးနိုင်ပါတယ်တတိယအချက်က data processing ပါရှုပ်ထွေးနေတဲ့ data တွေကိုရှင်းလင်းတဲ့ဇာတ်တွေအဖြစ်ပြောင်းပေးတာပါဥပမာ PDF file တွေအများကြီးတဲကအချက်လက်တွေကိုထုတ်ယူပြီး Excel file အဖြစ်စနစ်တကျပြောင်းလဲခိုင်းတာမျိုးကိုလူကဝင်လုပ်စရာမလိုပဲအလိုရောက်လုပ်ပေးနိုင်ပါတယ်စတုတ်ထပ်ကတော့ content creation ပါကိုကလုပ်ငန်းတင်ပြချက် pitch deck တခုလုပ်ချင်နေဆိုရင်အချက်အလက်ရောပုံတွေရောစာသားတွေရောအကုန်လုံးကိုတစ်ခါတည်းပေါင်းဆက်ပြီး slides အပြီးသက်ဖန်တီးခိုင်းလို့ရပါတယ်ပစ္စမချက်က automation ပါရှုပ်ထွေးတဲ့ workflow တွေကိုအလိုရောက်လုပ်ခိုင်းတာဖြစ်ပါတယ်ဥပမာတစ်ခုပြောရရင်ခရီးတစ်ခုထွက်ဖို့အတွက် hotel ရှာတာဈေးနှုန်းနှိုင်းယှဉ်တာလေယာဉ်လက်မှတ်ဖြတ်တာကအစီအစဉ်ဆွဲတဲ့အပိုင်းတွေကိုလူကိုယ်တိုင်အဆင့်ဆင့်လုပ်နေစရာလိုပဲအစအဆုံးသူ့ကိုတစ်ခါတည်းခိုင်းထားလို့ရတာပါပြီဒီနေရာမှာနောက်ထပ်အရန်ခက်စားနေတဲ့အန်အောစရာကောင်းတဲ့စွမ်းဆောင်ရည်တစ်ခုကိုထပ်ပြောပြချင်ပါတယ်အဲ့ဒါကတော့ movie recap တွေဖန်တီးတာပါနိုင်ငံခြားစကားတကားကို upload တင်ပေးလိုက်ရုံနဲ့တကဇလန်းကိုနားလည်အောင်ကိုယ်တိုင်ကြည့်ရှုခွဲခြမ်းစိတ်ဖြာပြီးမူရင်းဘာသာစကားကနေမြန်မာလိုအလိုရောက်ပြန်ရေးပေးပါတယ်လိုအပ်ရင်မြန်မာလို voice over ပါတခါတည်းပြောင်းပေးနိုင်တဲ့အထိတကယ်ကိုညံရည်မြင့်ပါပါတယ်ရေအောက်မှာပုံအောင်နေတဲ့ရေသူမတွေရှိနေတာကိုအမျိုးသားကအတည်ပြုပြီးတဲ့နောက်ကမ်းခြေမှာရှိတဲ့သူ့ရဲ့အပေါ်တွေကိုပြစ်ခတ်ဖို့ချက်ချင်းအချက်ပြလိုက်ပါတယ်ရေသူမတွေဟာထိတ်လန့်တကြားနဲ့အရက်မျက်နှာအနှံ့ကိုထွက်ပြေးကြပေမဲ့လူသားတွေရဲ့မရက်မနာတိုက်ခိုက်မှုအောက်မှာသူတို့ဟာရေထဲကနေကုန်းပေါ်ကိုခုန်တက်ခဲ့ရပါတယ်ဒါပေမဲ့သူတို့ဟာလူသားတွေရဲ့လိုက်လံဖမ်းဆီးမှုကနေမလွတ်မြောက်နိုင်ခဲ့ပါဘူးကံမကောင်းစွာနဲ့ပဲရေသူမလေးဟာအခန်းခံလိုက်ရပါတယ်အမျိုးသားကသူမကိုခေါ်သွားဖို့အတွက်ဆက်နဲ့အရေးခုန်ခွာဖို့ပြင်ဆင်နေပါတယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာသူမရဲ့အမကကဲတင်ဖို့ကြိုးစားခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမလည်းသူတို့လက်ထဲကိုကြားရောက်သွားခဲ့ပါတယ်အမျိုးသားကရေသူမကိုတတ်ဖို့ဓာတ်ကိုမြှောက်လိုက်ပေမဲ့ကံကောင်းထောက်မှစွာနဲ့ပဲသူမဟာလင်းမြန်စွာတုတ်ပြန်ပြီးရှောင်တိတ်နိုင်ခဲ့ကာရေထဲကိုပြန်ကုန်ချသွားခဲ့ပါတယ်ဒါပေမဲ့လူဆိုးတွေကလက်မလျှော့ပဲသူမနောက်ကိုလိုက်လံပစ်ခတ်ကြပါတယ်ရေသူမဟာအသေးအတန်ထွက်ပြေးခဲ့ပေမဲ့လူဆိုးတွေကမရက်မနာလိုက်လံဖမ်းဆီးနေပါတယ်ရေသူမလေးအဖမ်းခံရတော့မယ့်အချိန်မှာပဲရေပွဲကြီးတစ်ခုကသူ့ရဲ့လက်တံတွေကိုအချိန်မီဆက်ထုတ်ပြီးသူမကိုကယ်တင်လိုက်ပါတယ်ရေပွဲဟာလောက်လေးခွာကိုတုံးပြီးရေသူမကိုကူထဲကနေအပြင်ကိုပစ်လွတ်ပေးလိုက်တဲ့အတွက်သူမဟာအနေကနေခိတ္တလွတ်မြောက်သွားခဲ့ပါတယ်သူမဘေးကင်းပြီလို့ထင်နေချိန်မှာပဲသူမဟာပိုက်ကုံတစ်ခုတည်းကိုဓာတ်ရိုက်တိုးဝင်သွားခဲ့ပါတယ်ရေသူမလေးဟာပိုက်ကုံထဲမှာအသေးအတန်ရုန်းကန်နေရပြီးလူဆိုးတွေကသူမကိုဆွဲတင်ဖို့ပြင်ဆင်နေကြပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့တငယ်ချင်းရေနေတတဝါတွေကဝိုင်းဝန်းကူညီကြပြီးပိုက်ကုံကိုကိုက်ဖြတ်ကာသူမကိုပြန်လည်လွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်ဒါဆိုရင်ဒီ AI ရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ကဘယ်လောက်ထိသွားနိုင်လဲ Manus ဟာ General AI Agent ဖြစ်တဲ့အတွက်သူ့ရဲ့စွမ်းဆောင်ရည်ကအကန့်အသတ်မရှိသလောက်ပါပဲသူကရှောက်ထွေးတဲ့ပြဿနာတွေကိုအစင်းစင်ခွဲခြမ်းစိတ်ဖြာပြီးဖြေရှင်းနိုင်တဲ့ multi-step reasoning စွမ်းရည်ရှိပါတယ်ဒါအပြင်လူကကြားပြတ်ဝင်လုပ်ပေးစရာမလိုပဲအလုပ်တစ်ခုကိုအစမှအဆုံးထိတာဝန်ယူနိုင်တဲ့ end-to-end autonomous execution လဲလုပ်နိုင်ပါတယ်
လိုအပ်ရင်တခြား software တွေ API တွေကိုပါသူ့ဘာသာကိုယ်တိုင်သုံးစွဲနိုင်တဲ့ to use စွမ်းရည်ပါဝင်ပါတယ်အချင်းချုပ်ပြောရရင်တော့သူရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ဟာအဖွဲ့အစည်းတစ်ခုလုံးလုပ်ရမယ့်အလုပ်ကို AI agent တစ်ခုတည်းနဲ့ပြီးမြောက်အောင်လုပ်နိုင်တာပါပဲဒါဟာလုပ်ငန်းခွင်မှာအချိန်တွေအများကြီးသက်သာစေုံတင်မကပဲကျွန်တော်တို့လူသားတွေရဲ့စွမ်းဆောင်ရည်ကိုအစပေါင်းများစွာမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်ဒီလို theory တွေကြီးပဲပြောနေရင်သေချာမြင်သာမှာမဟုတ်ပါဘူးဒါကြောင့်လက်တွေ့မလုပ်ပြခင်သတင်းကောင်းလေးပြောချင်ပါတယ်တကယ်လို့သင်က Manus AI ကိုကိုယ်တိုင်စမ်းသုံးကြည့်ချင်တယ်ဆိုရင်ဒီဗီဒီယိုရဲ့ description ထဲမှာအထူး link တစ်ခုပေးထားပါတယ်အဲ့ဒီ link ကနေဝင်ရောက်ပြီး account ဖွင့်မယ်ဆိုရင်တာမန် Euro account ဖွင့်တာထက် credit 5 ဆပိုမိုရရှိမှာဖြစ်ပါတယ်မြန်မာနိုင်ငံကအသုံးမဲ့သူတွေအနေနဲ့ VPN တစ်ခုခုကိုမဖြစ်မနေအရင်ဖွင့်ထားဖို့လိုပါမယ် US သို့မဟုတ်စင်ကာပူလိုနိုင်ငံတစ်ခုခုကိုချိတ်ထားလိုက်ပါပြီးရင်ကိုယ့် Google account နဲ့ account ဖွင့်လိုက်ပါအကောင့်ဖွင့်ပြီးသွားရင်သူ့ရဲ့စွမ်းဆောင်ရည်ကိုတကယ်သိရအောင်အလွန်ရှုပ်ထွေးတဲ့အလုပ်တစ်ခုကိုကျွန်တော်ခိုင်းကြည့်ပါမယ် screen ကိုကြည့်ပါ prompt box ထဲမှာဒီလိုရိုက်ထည့်လိုက်ပါမယ်ငါအတွက်2026ရဲ့အကောင်းဆုံး AI အကြောင်းအသေးစိတ် research လုပ်ပြီးအဲ့ဒီအချက်လက်တွေနဲ့7 minutes စာ YouTube script ကိုမြန်မာလိုရေးပြီးရင် script ရဲ့အခန်းကဏ္ဍအလိုက်လိုအပ်မဲ့ video အတူလေးတွေနဲ့ပုံစံပုံကို free website တွေကနေရှာပြီး download လုပ်ပေးပါအဲ့ဒါပြီးရင်အဲ့ဒီ script ကို API သုံးပြီးမြန်မာလို voice over MP3 အဖြစ်ပြောင်းပေးပြီးဖိုင်တွေအကုန်လုံးကို Aeon Video Project ဆိုတဲ့ folder အသစ်ဆောက်ပြီးစနစ်တကျလာစုပေးထားပါကဲ enter နှိပ်လိုက်ပါပြီအခု screen ကိုတခြားကြည့်လိုက်ပါကျွန်တော် mouse ကိုလုံးဝမကင်ထားတော့ပါဘူးတက browser ကိုသူ့ဘာသာဖွင့်ပြီး research လုပ်တယ် script ကိုမြန်မာလိုစာစီတယ်အဲ့ဒါပြီးရနဲ့ပုံလေးဗီဒီယိုတွေ down ဖို့ website တွေကိုသူကိုယ်တိုင်ထပ်သွားတယ်နောက်ဆုံးမှာ API လှမ်းချိတ်ပြီးအတန်ပိုင်းမှာပြောင်းပေးသွားသလို folder ထဲမှာပါအားလုံးကိုအလိုရောက်သွားစုပေးနေပါပြီ။မြင်တဲ့အတိုင်းပါပဲ။အရင်ကဆိုရင်အနည်းဆုံး1ရက်လောက်အချိန်ပေးရမယ်ရှုပ်ထွေးတဲ့အလုပ်တွေကိုသူက end to end မိနစ်ပိုင်းတွင်းမှာတင်အစအဆုံးပြီးအောင်လုပ်ပေးသွားတာဖြစ်ပါတယ်။ဒါဟာ autonomous agent တစ်ခုရဲ့တကယ်အစစ်အမှန်စွမ်းအားပါပဲ။အဲ့တော့စဉ်းစားစရာတစ်ခုရှိလာပါတယ်။ဒီလောက်တော်နေတဲ့ AI ပေါ်လာတော့ကျွန်တော်တို့လူသားတွေတကယ်ပဲအလုပ်ပြုတ်ကုန်တော့မလား။ပွင့်လင်းပြောရရင် data entry လုပ်တဲ့သူတွေအခြေခံ programmer တွေ video editing လုပ်သူတွေအနေနဲ့အလုပ်ကိုင်အခွင့်အလမ်းတွေတိတိတသာလျှော့ကျသွားနိုင်တဲ့အန္တရာယ်ရှိလာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ company တွေကမအိပ်မစားအလုပ်လုပ်ပေးနိုင်တဲ့ဒီလို AI agent တွေကိုတခြားပေါက်ပို့သုံးလာကြမှာမလို့ပါပဲ။ဒါပေမဲ့တခြားမှတ်ထားစေချင်တဲ့အမှန်တရားတစ်ခုရှိပါတယ်။အဲ့ဒါကတော့ AI ကလူတွေကိုအလုပ်မဖြုတ်ပါဘူး။ AI ကိုသုံးတတ်တဲ့လူတွေကမှ AI ကိုမသုံးတတ်တဲ့လူတွေရဲ့အလုပ်ကိုဝင်ယူသွားမှာဆိုတာပါပဲ။ဒါဟာလက်ရှိခေတ်သစ်မှာကျွန်တော်တို့လက်ခံရမယ့်အမှန်တရားတစ်ခုဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ကဒီ AI ကိုကြောက်နေမဲ့အစားကိုကတတိနေရာကနေပြီးသူ့ကိုဝန်ထမ်းလို့ကိုစားအလုပ်တွေခိုင်းဖို့လိုပါတယ်။ဒီနေ့ကျွန်တော်ပြသခဲ့တဲ့အကြောင်းအရာတွေကတင်းရဲ့အတွေးခေါ်ကိုပြောင်းလဲသွားစေတယ်ဆိုရင်ကိုလိုပဲစူးစမ်းနေတဲ့ဒါပေမဲ့နီးပညာအသစ်တွေကိုမသိသေးတဲ့တငယ်ချင်းတယောက်ယောက်ကိုဒီဗီဒီယိုလေးမျှဝေပေးလိုက်ပါအတူတူခိနောက်မကြအောင်တတိပေးတဲ့အနေနဲ့ပါဒါဆိုရင်သင်ကောဒီ Manus AI ကိုဘယ်လိုနေရာတွေမှာအသုံးချကြမှာလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်အနာဂတ်မှာလည်းဒီလိုမျိုးကိုယ့်ရဲ့ဝင်ငွေနဲ့အလုပ်အကင်ကိုတိုက်ရိုက်တက်ရောက်မှုရှိလာနိုင်မဲ့ဤပညာအသစ်တွေကိုကျွန်တော်အမြဲတမ်းလက်တွေ့စမ်းသပ်ပြီးတင်ဆက်ပေးသွားမှာပါအဲဒီလိုတန်ဖိုးရှိတဲ့အကြောင်းအရာတွေကိုမျက်ခြေမပြတ်သိရှိခြင်းရင်တော့ channel ကိုအခုပဲ subscribe လုပ်ထားဖို့အကြံပေးချင်ပါတယ်အချိန်ပေးပြီးအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်အကျိုးရှိမဲ့ဗီဒီယိုအသစ်တွေကြမှာကျွန်တော်တို့ထပ်ပြီးဆုံတွေ့ကြပါမယ်ခင်ဗျာ